အားလုံးမင်္ဂလာပါကျွန်တော်တို့ရှေ့သင်ခန်းစာမှာတော့ကရိုမာကြီးအခရာတွေကျွန်တော်တို့သင်ခဲ့တယ်ပေါ့နော်ရိုမာကြီးကတော့ဒါကျွန်တော်တို့အင်္ဂလိပ်စကားလုံးအခရာတွေဖြစ်တယ်အခြေခံသရ၅လုံးဖြစ်တဲ့ R E U L O ကို K S T N H M Y R W ဆိုတဲ့သရတွေနဲ့အခရာတွေနဲ့ပေါင်းလိုက်တဲ့အခါမှာကျွန်တော်46လုံးရလာတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီနေ့မှာ Hiragana ကိုကျွန်တော်တို့ဆက်ပြီးတော့ဆက်သွားပါမယ်အဲ့တော့ Hiragana ရဲ့မှာကြတော့ဒါကျွန်တော်တို့ကစလုံးလေးတွေဆွဲရမှာပေါ့နော်ပထမဦးဆုံးဖြစ်တဲ့ကျွန်တော်တို့အခရာလေးကျွန်တော်တို့အရင်ဦးဆုံးကြည့်ရအောင်အဲ့တော့ Hiragana ရဲ့အောက်ကိုကျွန်တော်ဆွဲတဲ့အခါမှာဆွဲချက်ကကျွန်တော်တို့3ချက်ဆွဲရပါမယ်အဲ့တော့ကျွန်တော်နဲ့အတူတူလိုက်ပြီးတော့ဆွဲကြည့်ရအောင်အဲ့တော့အောက်ကိုဆွဲတဲ့အခါမှာပထမဦးဆုံးကျွန်တော်တို့တစ်ချက်ဆွဲမယ်ပေါ့နော်တစ်ချက်ဆွဲမယ်ပြီးရင်အလယ်ကနေပြီးတော့တက်တစ်ချက်ဖြတ်ချမယ်ပြီးရင်အောက်ကနေပြီးတော့မှကျွန်တော် white ချပြီးတော့မှဒီလိုမျိုးလေးသွားပါမယ်အောက်အောက်ပါအဲ့တော့ကျွန်တော်နဲ့အတူတူလိုက်ပြီးတော့လိုက်ဆွဲကြည့်ရအောင်နောက်တစ်ခေါက်ဆွဲကြည့်မယ်တစ်ချက်နှစ်ချက်သုံးချက်အောက်ပါတစ်ချက်နှစ်ချက်သုံးချက်အောက်ပါလိုက်ဆွဲကြည့်ပါကျွန်တော်ဒီတိုင်းကြည့်နေတာထက်ဆိုင်အတူတူလိုက်ပြီးတော့လိုက်ဆွဲကြည့်တာပို့ပြီးတော့မှတ်မိပါလိမ့်မယ်အောက်ပါဒါဆိုနောက်တစ်ခေါက်ထပ်ဆွဲကြည့်ရအောင်တစ်ချက်နှစ်ချက်သုံးချက်အောက်ပါဒါဆိုရင်ကျွန်တော်အခရာလေးဆွဲတတ်မယ်လို့ထင်တယ်ပြီးသွားရင်ကျွန်တော်တို့ ကိုဆက်ပြီးတော့ဆက်သွားရအောင်အဲ့တော့ ရဲ့ဆွဲချက်လေးကတော့ဒါကျွန်တော်နှစ်ချက်ဆွဲရပါမယ်ဆွဲတဲ့အခါမှာကျွန်တော်တို့ဒီဘက်ကဆွဲချက်လေးကျွန်တော်အရင်ဆွဲမယ်ပေါ့နော်တစ်ချက်ပြီးရင်ဒီဘက်ကနေပြီးလို white ချလိုက်နှစ်ချက်ပါလိုက်ဆွဲကြည့်ပါတစ်ချက်နှစ်ချက်ပါတစ်ချက်နှစ်ချက်ပါတစ်ချက်နှစ်ချက်ပါအဲ့တော့အတူတူလိုက်ဆွဲကြည့်ကြည့်ပါကျွန်တော်ဆွဲရင်းနဲ့ဒါကျွန်တော်တို့ဆွဲတက်သွားပါလိမ့်မယ်မဆွဲဘဲနဲ့ကျွန်တော်ဒီတိုင်းကြည့်နေမယ်ဆိုရင်တော့ကိုပြန်ပြီးတော့လေ့ကျင့်တဲ့အခါကျရင်တော့မှတ်မိဖို့နည်းနည်းလေးခဲရင်းပါလိမ့်မယ်ဒါကြောင့်မို့လို့ကျွန်တော်ဆွဲပြတဲ့အချိန်မှာအတူတူလိုက်ပြီးတော့လိုက်ဆွဲကြည့်အောင်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်ပါဒါဆိုရင်ကျွန်တော်ရဲ့ရဲ့နှစ်ခုအတူတူရေးကြည့်ရအောင်ပထမဦးဆုံးကျွန်တော်ကိုအရင်ပြန်ရေးကြည့်မယ်မှတ်မိသေးရလားကိုကျွန်တော်ဘယ်လိုဆွဲမလဲ3ချက်ဆွဲမယ်တစ်ချက်နှစ်ချက်သုံးချက်ကတစ်ချက်နှစ်ချက်ပါနောက်တစ်ခေါက်ထပ်ရေးကြည့်ရအောင်တစ်ချက်နှစ်ချက်သုံးချက်ပါတစ်ချက်နှစ်ချက်ပါရလားကျွန်တော်လွဲပါတယ်เนาะကျွန်တော်ဒါဆိုရင်ပြီးတော့ဥကိုဆက်သွားရအောင်ဥကိုဆွဲတဲ့အခါမှာကျွန်တော်ဆွဲချက်ကလည်းနှစ်ချက်ပဲဆွဲမယ်အပေါ်ကစောင်းစောင်းလေးတစ်ချက်ဆွဲမယ်ပြီးရင် sorry ကျွန်တော်ပြန်ဆွဲကြည့်ရအောင်ပထမဦးဆုံးကျွန်တော်စောင်းစောင်းလေးတစ်ချက်ဆွဲမယ်ပြီးရင်ဒီဘက်ကနေပြီးတော့မှဒီလိုမျိုးလေးဝေးချလိုက်ပါဥပါတစ်ချက်နှစ်ချက်ဥပါတစ်ချက်နှစ်ချက်ဥပါတစ်ချက်နှစ်ချက်ဥပါလိုက်ဆွဲကြည့်ကြည့်ပါတစ်ချက်နှစ်ချက်ဥပါတစ်နှစ်ဥပါဒါဆိုရင်ကျွန်တော်တို့သုံးလုံးလုံးဆွဲကြည့်ရအောင်ရဲ့ရဲ့ဥရဲ့ပထမဦးဆုံးကျွန်တော်ကိုဘယ်လိုဆွဲမလဲတစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲမယ်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်ဥနောက်ဆုံးတစ်ခေါက်ကျွန်တော်ဆွဲကြည့်ရအောင်တစ်ချက်နှစ်ချက်သုံးချက်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်ဥပါဤဥအဲ့ဒါဆိုရင်ကျွန်တော်ကိုဆက်သွားမယ်အဲ့တော့ရဲ့ဆွဲချက်ကလည်းပဲဒါကျွန်တော်တို့နှစ်ချက်ပဲဆွဲရပါမယ်အဲ့တော့ကိုကျွန်တော်ဘယ်လိုဆွဲမလဲပထမဦးဆုံးဥဆွဲတော့လိုမျိုးပဲအပေါ်ကစောင်းစောင်းလေးတစ်ချက်ဆွဲလိုက်မယ်ဒုတိယဆွဲချက်လေးတစ်ခါတည်းဆွဲမယ်ပါပြန်ဆွဲကြည့်မယ်တစ်ချက်နှစ်ချက်ပါတစ်ချက်နှစ်ချက်ပါဆိုတော့ကျွန်တော်တို့အာနောင်ပြင်လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးပုံစံလေးပါပဲအဲ့တော့
စောင်းစောင်းလေးတစ်ချက်ဆွဲမယ်အောက်ကဒုတိယတစ်ချက်ကိုတစ်ခါလဲဆွဲမယ်ဇက်လိုမျိုးလေးဆွဲပြီးတော့နောက်ကအမြည်လေးထွက်မှာပေါ့နော်အဲ့တော့အဲပါတစ်ချက်နှစ်ချက်အဲပါတစ်ချက်နှစ်ချက်အဲပါတစ်နှစ်အဲပါအဲ့တော့ဆွဲတဲ့အခါမှာအတူတူလိုက်ပြီးတော့လိုက်ဆွဲကြည့်တဲ့အခါကျရင်ကိုယ့်ဘာသာကိုယ်ဆွဲတဲ့အခါမှာအဆင်ပြေသွားပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့ E U E လေးလုံးစလုံးကျွန်တော်တို့ရေးကြည့်ရအောင်ပထမဦးဆုံးအောက်ကိုကျွန်တော်ရေးမယ်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲမယ်အာတစ်ချက်နှစ်ချက် E တစ်ချက်နှစ်ချက်ဥတစ်ချက်နှစ်ချက်အဲပါနောက်တစ်ခေါက်ဆွဲကြည့်ရအောင်တစ်နှစ်သုံးအာတစ်နှစ်ဤတစ်နှစ်အဲတစ်နှစ်အိုအာဤဥအဲပြီးသွားရင်အိုလာပါမယ်အဲ့တော့ R E U ပြီးတော့ကျွန်တော် O ဆွဲတဲ့အခါမှာဆွဲချက်က3ချက်ဆွဲပါမယ်ခုနလိုမျိုးပဲကျွန်တော်တက်တစ်ကြောင်းဆွဲလိုက်မယ်ပြီးရင်အလဲကနေပြီးတော့မှဖြတ်ချပြီးတော့ဒီလိုမျိုးလေးကွေးချပြီးတော့ဒီလိုမျိုးလေးကွေးလိုက်မယ်နှစ်ချက်ပြီးရင်ဒီဘက်ကစောင်းစောင်းလေးတစ်ချက်ထည့်ပေးလိုက်မယ် O ပါလိုက်ဆွဲကြည့်ရအောင်ကျွန်တော်အတူတူလိုက်ဆွဲကြည့်မယ်တစ်ချက်နှစ်ချက်သုံးချက်ပါတစ်ချက်နှစ်ချက်သုံးချက်ပါအဲ့တော့အဲ့ဒီပထမမြင်းကြောင်းလေးအရင်ရှေ့စရာလည်းမလိုဘူးပေါ့နော်တစ်ချက်နှစ်ချက်သုံးချက်ပါအိုပါတစ်ချက်နှစ်ချက်သုံးချက်အိုပါတစ်ချက်နှစ်ချက်သုံးချက်အိုပါတစ်နှစ်သုံးအိုပါအဲ့ဒါဆိုရင်ကျွန်တော်တို့ R E U L O ငါးလုံးစလုံးကျွန်တော်ပြီးသွားပြီမှတ်မိရလားမသိဘူးကျွန်တော်တစ်ခေါက်လောက်ပြန်ပြီးတော့ပြန်ရေးကြည့်ရအောင်ပထမဦးဆုံးအောက်ကိုကျွန်တော်အရင်ရေးကြည့်မယ်အောက်ကိုကျွန်တော်ဘယ်လိုရေးမလဲတစ်ချက်ဆွဲမယ်ပြီးရင်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲမယ်အာပါ E ကတစ်ချက်နှစ်ချက် E ပါဥပြီးသွားရင်အဲပြီးသွားရင်အခုကျွန်တော်သင်လိုက်တဲ့ O ပါအဲ့တော့ R E U A O အဲ့ဒါဆိုရင်ကျွန်တော်တစ်ခေါက်လောက်ပြန်ပြီးတော့ပြန်ဆွဲကြည့်ရအောင်တစ်ချက်နှစ်ချက်သုံးချက် R တစ်ချက်နှစ်ချက် E တစ်ချက်နှစ်ချက်ဥတစ်ချက်နှစ်ချက်အဲတစ်ချက်နှစ်ချက်သုံးချက် O ပါ R E U A O အဲ့တော့ကျွန်တော်ဆက်ပြီးတော့ဆက်တင်သွားမယ်ပေါ့နော် I U N O ပြီးတော့ကျွန်တော်ခါခိခုကယ်ကိုဆက်ပြီးတော့ဆက်တင်သွားမယ်တကယ်လို့ကိုကကြည့်ပြီးတော့မမှတ်မိဘူးဆိုရင်တော့ကျွန်တော်တို့ရှေ့ကိုဆက်ပြီးတော့မကြည့်သေးပဲနဲ့ဒီ R U N O ငါးလုံးကိုပဲကျွန်တော်တို့ရအောင်အရင်လေ့ကျင့်ကြည့်ပါလေ့ကျင့်ပြီးတော့ကိုယ့်ရဲ့စာအုပ်ထဲမှာချရေးကြည့်ပါကျွန်တော်ကာကြီးခါခွေရေးတယ်လို့မျိုးပဲချရေးကြည့်မှတ်မိသွားပြီဆိုမှကျွန်တော်ဒီ I U N O ငါးလုံးကိုမှတ်မိသွားပြီဆိုမှနောက်ထပ်ခါခိခုကယ်ကိုငါးလုံးဆက်ပြီးတော့ဆက်သွားပါဒါဆိုရင်ကျွန်တော်ဆက်ပြီးတော့ဆက်ကြည့်မယ်ခကိုကျွန်တော်ကြည့်ရအောင်အဲ့တော့ hiragana ရဲ့ကျွန်တော်ခအက္ခရာကိုဆွဲတဲ့အခါမှာဆွဲချက်ကကျွန်တော်၃ချက်ဆွဲရမယ်ပထမဦးဆုံးဆွဲချက်ကဒီလိုမျိုးလေးပါတစ်ချက်နှစ်ချက်သုံးချက်ပါအဲ့တော့တစ်ချက်နှစ်ချက်သုံးချက်ပါတစ်ချက်နှစ်ချက်သုံးချက်ပါဒီဒေါက်နာလေးကဒီလိုမျိုးချွန်ကြီးဆွဲလို့မရဘူးပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်တို့မှားပါတယ်ခုံလေးဆွဲပေးရပါမယ်ဆွဲတဲ့အခါမှာကျွန်တော်ကတစ်ချက်နှစ်ချက်သုံးချက်ခပါတစ်ချက်နှစ်ချက်သုံးချက်ခပါနော်လွယ်ပါတယ်ကျွန်တော်လိုက်ဆွဲကြည့်ပါအတူတူလိုက်ဆွဲမယ်တစ်ချက်နှစ်ချက်သုံးချက်ခပါဟုတ်ပြီအဲ့ဆိုရင်တော့ကျွန်တော်ခကိုကျွန်တော်ဆွဲတတ်မယ်လို့ထင်တယ်ခပြီးတော့ကျွန်တော် key ကိုဆက်သွားရအောင် key
အဲ့တော့ key မှာကြတော့ကျွန်တော်တို့ကဒါပုံစံ2မျိုးရှိရပေါ့နော်ကျွန်တော်လက်ရေးနဲ့ရေးတဲ့ key နဲ့ဒါကျွန်တော်ကွန်ပျူတာစလုံးနဲ့ရေးတဲ့ key အခုဒီမှာပြထားတဲ့စလုံးကတော့ဒါကျွန်တော်ကွန်ပျူတာစာစီစာရိုက်တဲ့အခါမှာထွက်လာတဲ့ key ပုံစံပေါ့နော်အဲ့တော့ကျွန်တော်2မျိုးစလုံးရေးပြမယ်ကိုအဆင်ပြေတဲ့ဟာနဲ့ရေးပြီးတော့ရေးလို့ရတယ်ကျွန်တော်မှတ်ရင်တော့ကျွန်တော်နှစ်ခုစလုံးမှတ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်လက်ရေးနဲ့ဆွဲတဲ့ key ဆိုရင်တော့ဒါကျွန်တော်ဆွဲချက်ကကျွန်တော်3ချက်ပဲဆွဲပေးရပါမယ်အဲ့တော့ဘယ်လိုဆွဲမလဲဆိုတော့ကျွန်တော်တို့စောင်းစောင်းလေးတစ်ချက်နှစ်ချက်ပြီးရင်3ချက်ဒီလိုမျိုးလေးဖြတ်ချလိုက်ပါအဲ့ဒါကကျွန်တော်တို့3ချက် key ပေါ့နော်တစ်ချက်နှစ်ချက်3ချက် key ပါဟုတ်တစ်ချက်နှစ်ချက်3ချက် key ပါကျွန်တော်ကွန်ပျူတာစာရေးလုပ်တဲ့အခါမှာရေးတဲ့ key ရကြတော့ keyboard တွေမှာပေါ်လာတဲ့ key ရကြတော့ကျွန်တော်တို့တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်3ချက်ပြီးရင်ဒီအောက်နားလေးမှာနည်းနည်းလေးချပြီးတော့မှနောက်ထပ်တစ်ချက်ဆွဲမယ်4ချက် key ပါနော်အဲ့တော့တစ်ချက်နှစ်ချက်3ချက်4ချက် key ပါနော်ဟုတ်ပြီအဲ့တော့ကိုကတစ်ခုပဲမှတ်ချင်တယ်ဆိုရင်တော့ဒါကျွန်တော်အပေါ်က key လေးတစ်ခုမှတ်ရင်လည်းရပါတယ်ဒါပေမဲ့သိထားလို့ရအောင်လို့ကျွန်တော်နှစ်ခုစလုံးဆွဲပြထားတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်အပေါ်က key လေးကိုပဲကျွန်တော်ဆွဲပြမှာပေါ့နော်ဒီအောက်က key လေးကတော့ဒါမှတ်ထားရင်ရပါပြီဒါဆိုရင်ပြန်ဆွဲကြည့်ရအောင်ကျွန်တော် key ဘယ်လိုဆွဲမလဲတစ်ချက်နှစ်ချက်3ချက်4ချက်ဆွဲခြင်းရင်ဒီအောက်နားလေးမှာဖြတ်ချပြီးတော့မှနည်းနည်းလေးခွာပြီးတော့ကျွန်တော်ဆွဲလိုက်ရင်ရပါတယ် key ပါဒါဆိုရင်ခရယ် key ရယ်နှစ်ခုကျွန်တော်တို့ပေါင်းပြီးတော့ရေးကြည့်ရအောင်ခကိုကျွန်တော်ဘယ်လိုရေးမလဲတစ်ချက်နှစ်ချက်3ချက်ခပါတစ်ချက်နှစ်ချက်3ချက် key ပါဒါဆိုနောက်တစ်ခေါက်ပြန်ရေးကြည့်ရအောင်တစ်ချက်နှစ်ချက်3ချက်ခတစ်ချက်နှစ်ချက်3ချက် key ပါခါခိခါခိပြီးတော့ဒါကျွန်တော်ခုကိုဆက်သွားမယ်အဲ့တော့ခုလေးကတော့ဒါကျွန်တော်လွယ်ပါတယ်ဆွဲချက်ကတော့ဒါကျွန်တော်တစ်ချက်ပဲရှိပါတယ်ခုအဲ့တော့ဘယ်လိုဆွဲမလဲဆိုတော့ဒါကျွန်တော်less than ပေါ့နော်ကျွန်တော်သင်္ချာမှာဆိုရင်တော့ဒါကျွန်တော် greater than less than မှာ less than လို့မျိုးပုံစံလေးပါခုပါခုခုလွယ်ပါเนาะကျွန်တော်ခုအရင်လဲဒါကျွန်တော်အထက်ဒီလိုမျိုးကွေးစရာလည်းမလိုဘူးပေါ့เนาะကျွန်တော်ပုံမှန်လေးကွေးလိုက်ရင်ရှားပါပြီခုပါเนาะအဲ့ဒါဆိုရင်တော့ဒါခုကလွယ်တယ်ဆိုတော့ကျွန်တော်သုံးလုံးစလုံးဆွဲကြည့်ရအောင်ခါခိခုသုံးခုကျွန်တော်ဆွဲကြည့်မယ်တစ်နှစ်သုံးခါတစ်နှစ်သုံးခိတစ်ခုနောက်တစ်ခေါက်ဆွဲကြည့်ရအောင်တစ်နှစ်သုံးခါနှစ်သုံးခိခုအဲ့တော့ခါခိခုခါခိခုပြီးရင်ကျွန်တော်တို့ခဲကိုဆက်သွားမယ်အဲ့တော့ခဲရဲ့ဆွဲချက်ကတော့ဒါကျွန်တော်3ချက်ဆွဲရပါမယ်အဲ့တော့ဘယ်လိုဆွဲမလဲဆိုတော့ပထမဦးဆုံးဒီလိုမျိုးလေးဒီဘက်ကနေပြီးတော့ဖွေးဖွေးလေးတစ်ချက်ဆွဲမယ်ပြီးရင်ဒုတိယဆွဲချက်လေးလှည့်ရလိုက်ဆွဲမယ်ပြီးရင်ဒီလိုမျိုးလေးဖြတ်ချလိုက်ပါခဲပါပြန်ဆွဲကြည့်ရအောင်တစ်ချက်နှစ်ချက် sorry အဲ့တော့ဒုတိယဆွဲချက်လေးကျွန်တော်ပြန်ဆွဲရအောင်နှစ်ချက်သုံးချက်ခဲပါတစ်ချက်နှစ်ချက်သုံးချက်ခဲ့ပါတစ်ချက်နှစ်ချက်သုံးချက်ခဲ့ပါနော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တစ်ခါလောက်ပြန်ပြီးတော့ပြန်ဆွဲကြည့်ရအောင်တစ်ချက်နှစ်ချက်သုံးချက်ခဲ့ပါဒါဆိုရင်ခါခိခုခဲ့လေးခုဒါကျွန်တော်ဆွဲကြည့်ရအောင်ခါကိုကျွန်တော်ဘယ်လိုဆွဲမလဲတစ်ချက်နှစ်ချက်သုံးချက်ခပါခီကတစ်ချက်နှစ်ချက်သုံးချက်ခီပါခုကတစ်ချက်ခဲကတစ်ချက်နှစ်ချက်သုံးချက်ခဲပါဒါဆိုရင်ခါခီခုခဲခဲပြီးသွားရင်ကျွန်တော်ခို့ကိုဆက်သွားပါမယ်ခို့ရဲ့ဆွဲချက်ကတော့ဒါကျွန်တော်နှစ်ချက်ပဲရှိပါမယ်အဲ့တော့ဘယ်လိုဆွဲမလဲဆိုတော့ကျွန်တော်အပေါ်ကနေတော့လူမျိုးလေးတစ်ချက်ဆွဲမယ်ပြီးရင်အောက်ကနေလူမျိုးလေးတစ်ချက်ဆွဲမယ်ခို့ပါအတူတူလိုက်ဆွဲကြည့်ပါကျွန်တော်တစ်ချက်နှစ်ချက်ခို့ပါတစ်ချက်နှစ်ချက်ခို့ပါတစ်နှစ်တစ်နှစ်တစ်နှစ်ခို့ပါ
တစ်ချက်နှစ်ချက်ခိုးပါနော်ဒါဆိုရင်ကျွန်တော်ခါခိခုခဲခုငါးလုံးစလုံးဒါကျွန်တော်ဆွဲကြည့်ရအောင်ခါကိုကျွန်တော်ရင်ဆွဲမယ်တစ်ချက်နှစ်ချက်သုံးချက်ခါတစ်ချက်နှစ်ချက်သုံးချက်ခီတစ်ချက်ခုတစ်ချက်နှစ်ချက်သုံးချက်ခဲတစ်ချက်နှစ်ချက်ခိုခါခီခုခဲဟုတ်ဒါဆိုရင်ကျွန်တော်တို့ဒီသင်ခန်းစာမှာ10လုံးပဲကျွန်တော်သင်လိုက်မယ်ပေါ့နော်ကျွန်တော်အဲ့ဒီ10လုံးကိုကျွန်တော်ရအောင်ပြန်ပြီးတော့တည်တည်ချာချာလေးလေ့ကျင့်ပေးမယ်အဲ့တော့ R E U L O ရဲ့ကျွန်တော်တို့ခါခီခုခဲခု10လုံးပေါ့နော်အဲ့ဒီ10လုံးကိုကျွန်တော်တစ်ခေါက်လောက်အတူတူပြန်ပြီးတော့ပြန်ရေးကြည့်ရအောင်အဲ့တော့အောက်ကိုကျွန်တော်ဘယ်လိုရေးမလဲတစ်ချက်ဆွဲမယ်နှစ်ချက်သုံးချက်အပါတစ်ချက်နှစ်ချက်ဤတစ်ချက်နှစ်ချက်ဥတစ်ချက်နှစ်ချက်အဲတစ်နှစ်သုံးအိုပါအာဤဥအဲအိုခါခီခုကဲကိုရေးကြည့်မယ်တစ်ချက်နှစ်ချက်သုံးချက်ခါတစ်နှစ်သုံးခီတစ်ခုတစ်ချက်နှစ်ချက်သုံးချက်ခဲတစ်နှစ်ခိုးပါခါခီခုခဲခိုးဒါဆိုကျွန်တော်ဟီရာဂါနာမှာ46လုံးပါကျွန်တော်တို့ R E U L O ခါခီခုခဲခိုးစုစုပေါင်းကျွန်တော်ဒီသင်ခန်းစာမှာ10လုံးသင်လိုက်တယ်ပေါ့နော်နောက်ဗီဒီယိုတွေမှာကျန်တဲ့စလုံးလေးတွေကိုဆက်ပြီးတော့သင်သွားပါမယ်ဒီနေ့ကတော့ဒီ10လုံးကိုပဲမှတ်မိအောင်လို့ထက်ခါပြန်ပြီးတော့လေ့ကျင့်ကြည့်ပါအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီနေ့သင်ခန်းစာအတွက်ကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးများတင်ပါတယ်